လောကမှာကံမကောင်းဘူးဆိုရင်ကံကောင်းအောင်ကဘာလုပ်ရလဲမကောင်းတဲ့ကံတွေပပြောက်အောင်ကံကောင်းတဲ့နည်းတွေမရှိဘူးလားလို့ဆိုရှိတယ်ကံမကောင်းဘူးဆိုတာအကုသိုလ်အကျိုးတွေဝင်ရောက်နေတာကိုလူတွေကကံမကောင်းဘူးလို့ပြောတာအကုသိုလ်ရဲ့အကျိုးတရားတွေကကိုယ်တဏ္ဍာမှာလာရောက်ပြီးတော့ထိခိုက်နေပြီဆိုရင်ဒါကံမကောင်းဘူးလို့ပြောကြတယ်အဲ့ဒီအချိန်မှာကိုယ့်ရဲ့လုပ်ရကိုပြန်ဆန်းစစ်ကြည့်ရမယ်အေးဟုတ်တယ်ငါတို့လုပ်နေတာအမှားမရှိဘူးအကောင်းတွေလုပ်တယ်သို့တော့အတိတ်တုန်းကမှားယွင်းမှုတွေဟာလည်းလူတွေတဏ္ဍာမှာလာရောက်ပြီးတော့မကျူးဝါဖြစ်ပြီးတော့အကျိုးပေးနေတာတွေလည်းရှိတတ်တယ်ပေါ့အဲ့ဒါလို့အဟောင်းတွေကထပြီးတော့ဖြစ်ပေါ်လာတာမျိုးတွေရောမရှိနိုင်ဘူးလားဆိုရှိနိုင်တယ်အဲ့ဒါလို့ရှိလာလို့ရှိရင်ဘာနဲ့အကာအကွယ်လုပ်ပြီးတော့ဘာလုပ်ရမလဲလို့ဆိုရင်ကံကောင်းအောင်ကောင်းတဲ့ကံတရားတွေကိုကြိုးစားပြီးတော့လုပ်ရခုနလိုဘုရားကိုအာယုံပြုမယ်တရားကိုအာယုံပြုမယ်သံဃာကိုအာယုံပြုမယ်ဘုရားရဲ့နှုတ်ကပတ်တော်တွေကိုရွတ်ဖတ်တရေစေမယ်ဘုရားကိုပူဇော်မယ်နော်ဘုရားနဲ့ပတ်သက်ပြီးတော့ပူဇော်မှုစိတ်ကြည်နူးမှုတွေရအောင်တော့ကုသိုလ်ကောင်းမှုတွေမပြတ်လုပ်ပေးရမယ်ဘုရားပန်းရေချမ်းအမြဲတမ်းဆက်ကပ်ဘုရားကိုအာယုံပြုဘုရားကိုအာယုံပြုပြီးတော့ကုသိုလ်တရားတွေကိုယ်စိတ်ထဲမှာဖြစ်ပေါ်အောင်ကြိုးစားအဲ့ဒါလို့ကြိုးစားခြင်းအားဖြင့်လည်းပဲမကောင်းတဲ့ကံတွေဟာပယ်ဖြစ်သွားနိုင်တယ်ဒါကြောင့်မို့ရှင်းတော့ကကျမ်းစာတစ်စာရေးပြီးဆိုလို့ရှိရင်ကျမ်းတစ်ချမ်းရေးတယ်ဆိုတော့ပြီးအောင်ရေးနိုင်ဖို့တော်ခဲနေအမှန်တမ်းကြီးလေးတဲ့တာဝန်ကြီးတစ်ခုကိုလုပ်တာအစကနေအဆုံးထိစာတအုပ်ရေးရတယ်ဆိုတာအမှန်တမ်းခဲရင်တာမန်ပုဂ္ဂိုလ်တွေဆိုလဲမရေးနိုင်ကြဘူးအဲ့လိုရေးနိုင်ဖို့အတွက်ဒါဖေတော်မောင်တော်ရေးတာပြောတာမဟုတ်ဘူးနော်အလေးနဲ့စာကြီးတွေကိုရေးပြီးဆိုလို့ရှိရင်မလုပ်ရတော့အဲ့ဒီရေးနေတဲ့စာကြားမှာယောဂဝေဒနာဖြစ်လာမယ်ဆိုရင်ပြီးအောင်ရေးနိုင်မှာမဟုတ်ဘူးမကြမ်းမမာတွေဖြစ်လာရင်လည်းပြီးအောင်ရေးနိုင်မှာမဟုတ်ဘူးတခြားအနှောက်အယှက်တွေဝင်လာရင်လည်းပြီးနိုင်မှာမဟုတ်ဘူးအဲ့ဒါကိုဈာဖြတ်ဝင်လာတာကိုအန္တရာယ်လို့ခေါ်တာပါဠိစကားအန္တရာယဈာဖြတ်ဝင်ရောက်လာတဲ့အနှောက်အယှက်အတွင်းထဲမှာဈာဖြတ်ဝင်ရောက်လာတဲ့အနှောက်အယှက်တွေကိုအန္တရာယ်လို့ပြောတာအဲ့ဒီအန္တရာယ်တွေကိုပယ်ဖြောင်းနိုင်မှုအတွက်ရှေးဥစွာဘုရားကိုရှိခိုးကြတယ်ရှိခိုးပြီးတော့ဘုရားရဲ့ခုံတော်တွေကိုယ်စိတ်ထဲမှာနှလုံးထဲမှာထုံထားလိုက်တော့အဲ့ဒီကုသိုလ်ကံရဲ့စွမ်းအားကြောင့်ဈာဖြတ်ဝင်ရောက်မဲ့အကုသိုလ်တွေကမလာနိုင်တော့ဟန္တာမိတာဖြစ်သွားတယ်ဒါကြောင့်မလို့မကောင်းတဲ့ဒီကံဆိုးမိုးမောင်တွေကိုယ်တဏ္ဍာမှာဖြစ်ပြီးဆိုတဲ့အခါမှာဖြစ်လာနိုင်တဲ့အရေးအယောင်တွေရှိပြီဆိုတဲ့အချိန်မှာဘာနဲ့ကာကွယ်ရတယ်လဲလို့ဆိုဖရာကိုအာယုံပြုပြီးတော့ဘုရားနုတ္တိကိုမြတ်မြတ်ပွားရမယ်ဘုရားနုတ္တိကိုပွားတယ်တော့ဖရာရှိခိုးတာတမန်ဩဃာသနဲ့ရွတ်ပြီးတော့ဖရာရှိခိုးတာမျိုးတင်တဲ့ပို့ပြီးတော့အရေးကြီးတာတော့ဖရာရဲ့ဂုဏ်တော်တွေကိုအာယုံပြုပြီးတော့ကမ္မထမ်းထိုင်တယ်လို့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုနှလုံးသွင်းဆင်ခြင်ပြီးတော့အချိန်များများဒီတရားတွေနဲ့မြတ်စွာဘုရားကိုပူဇော်ပါတယ်ဆိုတာလုပ်ပြီးတဲ့အခါမှာကိုလုပ်တဲ့ကုသိုလ်ကောင်းမှုတွေအားလုံးကိုမမြင်ရတဲ့တရားတွေကိုနိဗ္ဗာန်မှာရှိတဲ့အိမ်ဆောင်နတ်တွေပါတယ်ဒါတွေကိုအမြတ်တမ်းပေးဝေရအဲ့ဒီအမြတ်တမ်းပေးဝေခြင်းအဖြစ်ကိုနဲ့သူတို့နဲ့မိတ်ဆွေဖြစ်သွားတယ်မိတ်ဆွေဖြစ်သွားခင်မင်ယဉ်ဤမှုတွေရလာတယ်မိတ်ဆွေဖြစ်လို့ရှိရင်ကိုယ်အနေနဲ့မရောက်အောင်သူတို့ကကြည့်ရှုပြီးလူမပြောနဲ့လေဒီတမ္မာမပြောနဲ့အိမ်နာနေခြင်းနဲ့တဲ့အောင်ပေါင်းရင်တောင်မှပဲကိုယ်အိမ်ကိုကြည့်ပေးပေါ်ရမယ်မတဲ့ဘူးဆိုရင်မသိကြအောင်ဆောင်းနေမှာဘာကြီးဖြစ်နေဟုတ်ကဲ့အိမ်နာနေခြင်းနဲ့တဲ့မှာအဲ့ဒါလိုပဲကိုမမြင်ရလို့အိမ်ဆောင်နတ်တို့ကိုဆောင်နတ်တို့သွားပြီးတော့ရံမဖြစ်လေနဲ့ရံဖြစ်ရင်တော့အဲ့ဒါကိုကောင်းကျိုးပေးမှာမဟုတ်ဘူးကောင်းကျိုးပေးမှာမဟုတ်ဘယ်သူနဲ့မှရံမဖြစ်နဲ့နောက်ဆုံးမှာ
ကိုယ်အိမ်ကမွေးထားတဲ့ခွေးတောင်ရံဖြစ်ရင်ကိုယ်မျက်စောင်းထိုးကြည့်တာအနည်းဆုံးခံရမှာကြောက်လို့သာပြန်မလုပ်တာရှိမယ်နော်ဒီကောင်တွေကလည်းသိတယ်သူတို့ကဒီတရိစ္ဆာန်တွေမှာလည်းအသိရှိတယ်လေတခါတော့ရိုက်ထားတဲ့လူဆိုရင်ရှောင်းပေးနဲ့မျက်စောင်းဆိုကြည့်တယ်သူတို့အမြဲတမ်းငါမြတ်ဘာလုပ်မလဲဆိုဒေါသနဲ့ကြည့်သွားတာအဲ့ဒါအကောင်းကြီးများအောင်မေ့မနေနဲ့အဲ့တော့ဘယ်သူနဲ့မှရံမဖြစ်ဘဲနဲ့မေတ္တာတက်ရအောင်လုပ်တာကိုယ့်အတွက်ကံကောင်းစေခြင်းအကြောင်းတစ်ခုပဲဖြစ်တယ်ပေါ့ကိုယ့်အတွက်အကူအညီရခြင်းပဲဒါကြောင့်မို့မေတ္တာပို့ရတယ်အမြတ်တမ်းပေးဝေရတယ်ကုသိုလ်ကောင်းမှုလုပ်တိုင်းဖိတ်ကြားပြီးတော့သူတို့ကိုအရေးတယူလုပ်ပေးတာဟာမိတ်ဆွေတောင်မှလမ်းတွင်ရင်ကိုကအရင်ခေါ်ရတယ်အရေးတယူနှုတ်ဆက်ရင်ရင်းနှီးတယ်မခေါ်ခြင်းသလိုလိုလှုပ်သွားရင်ဒီလူနောက်ပြီးတော့သူကလည်းမခေါ်ခြင်းသလိုလိုပြန်လှုပ်မှာပဲနောက်ကြလူချင်းတောင်ဒီလိုဖြစ်တတ်တယ်အဲ့ဒါကြောင့်မလို့ကံကောင်းအောင်လုပ်ဖို့ဆိုဒီမှာကိုယ်တိုင်ကရှင်ထဲကအမုန်းကင်းပြီးတော့မေတ္တာဘာဝနာတွေမြတ်ပွားပြီးတော့လုပ်မယ်ဖရာကိုအာယုံပြုပြီးတော့မေတ္တာတွေဘာဝနာတွေပွားမယ်ဆိုလို့ရှိရင်ကံကောင်းလာမှသိကြတယ်မေတ္တာပို့မယ်အမြတ်တမ်းပေးဝေမယ်အားလုံးနဲ့မိတ်ဆွေတွေဖြစ်မယ်အရာရာမှာစိတ်ကြည်နူးမှုတွေရလာတဲ့အခါကိုတွေးတာတွေကိုကြံတာတွေကိုလှုပ်တာတွေလည်းလမ်းမှန်ပေါ်ရောက်လာနိုင်အဲ့ဒါလို့မဟုတ်ဘူးကံကောင်းအကြောင်းမလားမကောင်းတာတွေနဲ့တွေ့စိတ်ကညစ်ဆိုပိုးဆိုးတာအဲ့ကြလို့ရှိရင်ပိုးဆိုးသွားနိုင်တယ်အဲ့ဒါလို့မဖြစ်ရလေအောင်ဘယ်သူပဲဖြစ်ကံကြမ္မာရဲ့အလှည့်အပြောင်းကံကောင်းတဲ့အခါကောင်းတယ်မကောင်းတဲ့အခါမကောင်းဘူးမကောင်းတဲ့အခါမှာကောင်းအောင်လုပ်ပုံလုပ်နည်းရတော့အဲ့ဒီနည်းပဲမေတ္တာပွားမယ်ဘုရားကိုအာရုံပြုမယ်စင်မိပန်းရေချမ်းလှူဒန်းမယ်နော်ဆူတောင်းတာမတောင်းတာအသာထားလူတွေကဆူတောင်းတာပဲဦးစားပေးတယ်နော်တောင်းသည်ဖြစ်စေမတောင်းသည်ဖြစ်စေကိုယ်စိတ်ကြည်နူးမှုကအဓိကကြတယ်ဘုရားကုံတော်တွေကိုကိုယ့်ရဲ့ရင်ထဲနှလုံးထဲရောက်အောင်တည်ငြိမ်အေးချမ်းမှုကိုပေးနိုင်တဲ့မျိုးဖြစ်အောင်လုပ်အောင်ပြီးပြီဆိုတော့မှကိုယ့်ရဲ့ wish ကိုဖော်ပြတာဆူတောင်းတိုင်းကတော့မရဘူးပေါ့ဆူတောင်းတိုင်းရလို့ရှိရင်ဘာမှလုပ်နေတယ်ထိုင်ပြီးတော့သာဆူတောင်းစာဝဲအောင်လို့ရှိရင်ဒီ9လုံးပါပါစေ6လုံးပါပါစေထိုင်သာဆူတောင်းနေစာမကျက်နဲ့ရမှာမဟုတ်ဘူးနော်အဲ့ဒါကြောင့်မလို့ဆူတောင်းရုံနဲ့ဘယ်ရမှမရဘူးဆူတောင်းတယ်ဆိုတော့ wish ကိုဖော်ပြတာပဲဖြစ်တယ်ဆူတောင်းတာလိုချင်တဲ့ဆန္ဒရဲ့နောက်မှာလုံလဝိရိယတို့အသိဉာဏ်တို့ဆိုတာလိုက်ရတယ်အဲ့ဒါလို့အကြောင်းအကျိုးစီလျော်စွာအလုံးလုံးမှကောင်းကျိုးချမ်းသာတွေဆိုတာရနိုင်တယ်အဲ့ဒါလို့အချက်တွေကိုသိတာကိုလည်းပဲမြတ်စွာဘုရားဟောတာဖြစ်သောကြောင့်ဗုဒ္ဓဆိုတဲ့ဂုဏ်တော်ထဲမှာအရာခသိန်းကိုသိစွမ်းနိုင်တဲ့အသိဉာဏ်ရှိတယ်မြတ်စွာဘုရားလို့ဆိုတာကိုအာယုံပြုပြီးတော့နှလုံးသွင်းဆင်ခြင်ခြင်းအပြင်မိမိအတွက်ကံကောင်းလာနိုင်တယ်ဆိုတာကိုယုံကြည်ကြရမှာဖြစ်တယ်